အစွမ်းထက်သောတရဏဂုံဂါရတော်ကြီးတရဏဂုံဂါရတော်ကြီးဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောတန်ခါဂုဏောအနန္တောဗုဒ္ဓောမေတရဏံအညံနတ္ထိဓမ္မောမေတရဏံအညံနတ္ထိတန်ဃောမေတရဏံအညံနတ္ထိဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ဃံတရဏံကိစ္ဆာမိဧတာဥဒ္ဓိတပ္ပအန္တရာယောကိစ္ဆာမုမိဩဃတိတိထာဟိမြန်မာပြန်ဖယားတရားတန်ခါယတနာမြတ်သုံးပါးတို့ဤဂုံကျေးဇူးသည်အနန္တသည်တပည့်တော်ဟာဖယားတရားတန်ခါမှတပါကိုးကွယ်ရာအခြားမရှိဖယားကိုကိုးကွယ်စည်းကပ်ပါ၏တရားကိုကိုးကွယ်စည်းကပ်ပါ၏တန်ခါကိုကိုးကွယ်စည်းကပ်ပါ၏ဒါအတိပေးခြင်းသည်ဘေးရန်နေအားလုံးအဝေးသို့ဖယ်ကြကုန်သောမနတ်သက်စီညသက်စီရွတ်ဖတ်ပူဇော်ပေးပါဘေးရန်ကင်းကွာ၍လူဝင်ဆန္ဒမှန်သမျှပြေဝလာပါလိမ့်